မှာဘာဖြစ်တာ ဟုတ်ပါကျင်းနဲ့ပိတ်ပါ ပိတ်ပြီးတော့ logo တက်လိုက်ကြတာအဲ့ဒါဘာဖြစ်တာလဲဆိုတော့သားကောင်ကဓာတ်ခဲလဲရနော်ဒါပေမဲ့လောလောဆယ်ဓာတ်ခဲမလဲအောင်ဒီကဘာလုပ်ထားလဲဆိုတော့ဒီထဲမှာအားပါတယ်နော်ပထီတိုင်းမှာတော့မပါဘူးကွာပါတဲ့ကောင်ကြတော့ဒီမှာခဲမှုလို့ရတယ်နော်ခဲမှုတာဒါပြည့်ရအားလေးဖြုတ်ပြီးနော်ခဲမပူးခြင်းမှုဆိုရင်အကျဉ်းကွန်လေးထည့်တာပိုကောင်းတယ်နော်ဒါသားလောလောဆယ်နားလဲအောင်ပြောတာသားပုံကပထီရဖြစ်နေပထီလဲလိုက်ရင်တော့ကိုစိတ်ချရတာပေါ့ကွာဒီတိုင်းအားခဲမှုကကြတော့တလားလောက်တော့သုံးလို့အဆင်ပြေတာပေါ့နော်အားတော့အရင်လောက်ကြီးတော့ခံမှာမဟုတ်ဘူးပေါ့နော်ပထီလဲအသေးလဲလိုက်ရင်တော့ပိုအဆင်ပြေတာပေါ့နော်ဒါနားလဲအောင်လို့ပြောပြတာနော်နောက်ဆိုရင်ကိုကခေါင်းသုံးကြည့်ပေါ့ကွာလူကူလေကိုကောင်းပါနော်မှတ်တာနော်အားကကိုကလောရမှာနော်ဆက်ပြရ